ကဲဒီမှာအမျိုးတို့တိတ်ကြိုက်လာပါတယ်ဆိုတော့လီနိုဗိုတင်းပုတ်တွေကတော့နှစ်အောင်ဆက်တွေဗျာလုံးဝမက်တယ်ဘော်ဒီတွေနဲ့ကြိုက်ပါဆိုတော့အမျိုးတို့ကတော့ share ဖြစ်ပါတယ်လီနိုဗိုတင်းပုတ်ပါလုံးဝအလုံးကတော့မတန့်မှမပူပါနဲ့ဗျတူးတုံးနဲ့လာတဲ့ကောင်တွေဖြစ်ပါတယ် G6 တွေပါဗျဘေးပေါက်လေးတွေမြင်တဲ့အတိုင်းပဲကျင်းပါတယ်ဝက်ကန်ပါမယ်ကျွန်တော်ဒီကင်မရာဒီဇိုင်းလေးလည်းမိုက်တယ်ပေါ့ဗျာပြောလို့ရှိရင် fingerprint က power button မှာ power ခလုတ်မှာထည့်ထားတာဖြစ်ပါတယ်လုံးဝ structure အမိုက်နဲ့လာတဲ့ဒီလိုမျိုးတင်းပုတ်တွေကြိုက်တယ်ဆိုလို့ရှိရင်တော့အမြန်ဆုံးလာဖို့အမြန်ဆုံးလာရွေးဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်ဗျာ Ryzen 5ကို9000 series ဖြစ်ပြီးတော့ RAM 8GB နဲ့ SSD ကလည်း512 ထိပါဝင်ထားတဲ့ကောင်ကတော့လုံးဝအကြိုက်တွေ့စီမှာအသေးအချာပဲဖြစ်ပါတယ်ဈေးနှုန်းကတော့18သိန်း9000ဖြစ်ပါတယ်ကျွန်တော်ရုံးသမားចောင်းသမားတွေအတွက်အလုံးများများယူမယ်ဆိုတော့ကျွန်တော်တို့မှာအထူးဈေးလေးနဲ့ပေးဖို့ယူရထားပါတယ်ဗျာအဲ့တော့လက်လီလေးတွေကတော့18သိန်း9000နဲ့ရောင်းမှဖြစ်ပြီးတော့အလုံးများများယူရင်တော့ကျွန်တော်ဈေးလေးတစ်မျိုးလေးနဲ့တသက်လုပ်ပေးမှာဖြစ်ပါတယ်မက်တယ်ဘိုဒီနဲ့ကြိုင်ဒီကောင်ကိုယူပါ18သိန်း9000 18သိန်းဝင်းကျင်တဲ့ရွေးကျင်တဲ့အမျိုးတွေကောင်းကောင်းသုံးကျင်တဲ့အမျိုးတွေကတော့လီနိုဗိုတင်းဘက်ကိုမဖြစ်မနေယူပါလို့ပဲအကြံပေးပါတယ်သူရဲ့ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့ SD card slot တွေ့ရမယ်ပြီးလို့ရှိရင်တော့ USB port ရှိမယ်ဒီဘက်မှာတော့ LAN port တွေ့ရမယ်ဘယ်ဘက်ချမ်းမှာဆိုရင်တော့ Type C headphone jack ပါမယ် HDMI နဲ့ USB ထပ်ပါလာသေးတယ်ဒီဘက်မှာ Type C ကလည်းအားသွင်းတဲ့ပေါ်က Type C နဲ့ဆိုတော့ဘာလို့သေးလဲဗျာဒီလိုမိုက်တဲ့ကောင်ကတော့18သိန်း9000ဖြစ်ပါတယ်ဘေးပေါင်ချင်းချင်းလေးနဲ့မက်တယ်ဘော်ဒီနဲ့လုံးဝအမိုက်စားဖြစ်ပါတယ်လီနိုဗိုတင်းပုတ်ပါဗျာ